โอเคညီကိုမိတ်ဆွေများအားလုံးမင်္ဂလာပါဗျာနော်ကျွန်တော်အခုလာပြမေးမယ့်ဘိန်းကတော့R15ပွေတတိလေးပေါ့နော်ဒါဒီဘိန်းကတော့ညီကိုလေးတစ်ယောက်ကသူကဘိန်းအပြမကြိုက်ဘူးကအနက်လျှောက်ကြိုက်တယ်ဆိုတော့ဒါကျွန်တော်တို့အနက်လျှောက်ဖိုင်းပေးတာဖြစ်ပါတယ်ဒီမှာကားပါနော်အနက်လျှောက်ဖိုင်းပေးရတယ်ဘိန်းတစ်စီးလုံးသေချာပြောင်းစင်တော့သေချာကျွန်တော်လုပ်ပေးတယ်ဗျာနော်လိုတာလေးတွေရှိရင်ကျွန်တော်စစ်ပေးတယ်ရေပါအကောင်အစုံစက်တိုက်ရေကျွန်တော်တို့သေချာလုပ်ပေးတယ်ဗျပြီးရင်သူကနောက်တစ်ခုကိုရသူ့ကိုရဟိုမှာအနက်သူအနက်ရောင်မကြိုက်ဘူးကိုရွှေရောင်ကြိုက်တယ်ကျွန်တော်ရွှေရောင်လည်းလုပ်ပေးပါတယ်ဗျပြီးရင်အရောင်ဒီအရောင်တွေပါပြောင်းပြီးရင်စာအုပ်ထဲမှာလည်းဒီသူအရောင်ပြောင်းကျင်တာတို့ဘာလို့ဆိုလဲကျွန်တော်တို့ကတိကျအကုန်လုံးစားအစုံဝန်ဆောင်မှုပေးတယ်ဗျနော်အဲ့တော့ညီကိုမိတ်ဆွေများလှုပ်ရှင်တဲ့ညီကိုတွေရှိရင်ကျွန်တော်တို့ဆက်သွယ်လာလို့ရပါတယ်ဗျနော်ဒီနှုံးလေးမှန်ကန်စွာပဲကျွန်တော်တို့တိကျလုပ်ပေးတယ်ဘယ်ရင်ဒီမှာကားပါဆိုရင်ဒီမှာကျွန်တော်ပြပြရှာလေးတွေကျွန်တော်ထားရတယ်ဗျနော်တိကျလေးတွေလုပ်ပေးတယ်ကိုယ်ဆိုလဲတွေ့ချပဲเนาะဈေးသားကောင်းကောင်းနဲ့ပဲကျွန်တော်တို့အမှတ်ခံချက်ပြီးွားနဲ့ရှာလုပ်ပြီးတယ်ဗျာเนาะပြီးဒါနောက်တစ်စီးရှိသေးတယ်ဗျလောက်ခိုင်းတဲ့ညီကိုလေးရှိသေးတယ်ဗျာเนาะကျွန်တော်ပြပေးမယ်အဲ့တော့လှုပ်ရှင်တဲ့ညီကိုလေးရှိရင်ကျွန်တော်တို့ဆက်တွေ့လာလို့ရပါတယ်ဗျဒါလေးအဲ့ကျွန်တော်တို့ဒါဒီဥစ္စာ short bar ပေါ့เนาะ short bar တို့ top speed နဲ့ဒါ high ပြီးတော့မောင်းလာတော့ short bar တွေ YC မလုံလာလို့ဘာလို့ဒါကျွန်တော်တို့သေချာကျွန်တော်သေချာပြန်လုပ်ပေးတာဗျာเนาะ display ပိုင်းမကောင်းရင်ကျွန်တော်တို့အသစ်ပြန်ထည့်ပေးမယ်သေချာဆက်ဆက်ရမကောင်းတဲ့ဟာကိုပြင်လို့ရတဲ့ဟာကိုပြင်ပြီးသေချာပြင်ပေးပါတယ်ဗျာနော်ဒီမှာဒါR15 short ပါတယ်ဗျာနော်အဲ့တော့လှုပ်ရှင်တဲ့ညီကိုတွေရှိရင်ဆက်သွယ်လာလို့ရပါတယ်ဗျာနော်ချိန်မီဆက်သွယ်နိုင်တယ်ဈေးနှုန်းမှန်ကန်စွာဖြင့်ကျွန်တော်တို့ဘက်ကပြုပြင်ပေးပါတယ်ဗျာနော်โอเคဒါတော့ဆိုတော့ကျွန်တော်ပြောခဲ့သလိုပဲပေါ့နော်ဘယ်အဲ့လှုပ်ရှင်တဲ့ညီကိုတွေရှိရင်ဆက်သွယ်နိုင်ပါတယ်ဗျာကျွန်တော်ဒီမှာဖုန်းနံပါတ်တွေကျွန်တော်ချပေးထားမယ်ပြောချင်တာမေးချင်တာရှိရင်ကျွန်တော်အသေးစိတ်ဖုန်းနဲ့လာပြီးမေးလို့ရပါတယ်ဗျာနော်စာအုပ်နာမည်ပြောင်းနေပါတယ်အကုန်လုံးကျွန်တော်တို့ဒိုင်စင်တက်တန်တိုးတွေပါတယ်အကုန်လုံးစစရဝန်ဆောင်မှုပေးပါတယ်ဗျာနော်ဒီမှာပဲကျွန်တော်တို့ဘက်ကဘယ်လောက်ထိဟိုတယ်ဖြစ်တယ်ဆိုဆိုင်ငယ်တစ်စီးဒီနေ့ရောက်တယ်ဒီနေ့တန်းဖြုတ်ပြီးတော့တေချာစစ်ဆေးပေးတာအကုန်လုံးစီးကြောပေးတယ်ဗျာနော်ဘယ်တစ်စီးကိုလုံးဝပတ်ကင်ကြောတိုင်းဖြစ်အောင်ကျွန်တော်စီးကြောပြီးကမှလူခလက်ထဲကိုအပ်ပေးတယ်ဗျာနော်ကာဘာနာဆာလုံးဝရှိစေရအောင်လုံးဝနာဆာဘာတခုမှမတွေ့စေရအောင်ကျွန်တော်တို့ကအကောင်းဆုံးဖြစ်အောင်ဝန်ဆောင်မှုပေးပါတယ်ဗျာနော်ဒီမှာဒါညရောက်တယ်အခုမနေ့ကဖြုတ်ပြီးတော့ကျွန်တော်ကုန်ဖြုတ်ဆေးပေးထားတယ်ဗျာနော်ဖြုတ်ဆေးတယ်ပြီးရင်ကျွန်တော်ဒီကောင်လေးကာဘာပြန်တုံးပြီးကျွန်တော်ပြပေးမယ်ဗျာနော်ပြီးရင်ဟိုမှာတစ်စီးရှိတယ်R15ပွေတတိကိုကျွန်တော်တို့ဒါဟိုဘက်နေရာရောက်ထားတယ်ဗျာရောက်ထားတဲ့ဘိန်းဟိုဒီမှာဒီကောင်းဟိုလောက်ပြီးတော့ကာဘာတွေကုန်ဖြုတ်တယ်ကုန်ဖြိုးဖက်ပြီးတော့မှအကုန်လုံးကျွန်တော်တေချာစီကြောပေးထားတယ်ဒါပြီးရင်ဒီကောင်းရေဆေးမယ်ဗျာဒါကောင်ပြင်ထားတဲ့ကောင်မဟုတ်ဘူးဒီကောင်းကိုကျွန်တော်တို့စီကြောပေးတာဗျာပေးတာပါတန်ကြီးကြိုက်တဲ့ဘာညာလုံးဝမရှိအောင်အင်ဂျင်လုံးဆိုလေဒီမှာလိုမျိုးဗျတေချာကျွန်တော်တို့အဝင်ဆောင်မှုကောင်းဆုံးဖြစ်အောင်လုပ်ပေးပါတယ်နော်ဟိုဘိန်းကနေတအားပူတယ်ဗျာဒီဘိန်းမပြတော့ဒီမှာကျွန်တော်ဘိန်းကိုဒါညာရောက်တယ်ဗျာအခုတန်းဖြုတ်တယ်ဖြုတ်ပြီးတော့ကျွန်တော်တို့တေချာတန့်ရှင်းရေးလုပ်ပေးတေချာလိုအပ်တာလေးတွေတေချာတဲ့ရေစီလိုင်းမေးလိုက်အကုန်လုံးစစ်ဆေးပြီးပါကျွန်တော်တို့ယုံကြည်စိတ်ချရပြီဆိုကမှကျွန်တော်လူခလက်ထဲကိုအပ်ပြီးတယ်ဗျာနော်ဒီမှာအင်ဂျင်လုံးတစ်ချက်ရှိုးလုံးဝဘိန်းကိုအင်ဂျင်ကိုငြိမ်နေရမယ်ဗျာအင်ဂျင်ကိုကျွန်တော်ကအင်ဂျင်အမခံချက်အပြည့်အဝနဲ့ကျွန်တော်တို့ရောင်းချပေးပါဗျာနော်အဲ့လိုချင်တဲ့ညီကိုတွေရှိရင်ဆက်သွယ်လာလို့ရပါတယ်ဗျာနော်ကျွန်တော်ဖုန်းနံပါတ်ရှာပေးထားမယ်သေးစိတ်သိချင်တော့ဖုန်းဆက်ပြီးတော့မေးလို့ရပါတယ်ဗျာโอเคအဲ့တော့ဘိုင်ပါဗျာနော်